ဂျပန်လူမျိုးတွေရဲ့သားသမီးမွေးပြီးတော့မှအဲ့သားသမီးပေါ်မှာခံယူထားတဲ့ခံယူချက်လေးပြပြချင်လို့သိလားဘလို့ခံယူထားတယ်သူတို့ကသားသမီးမွေးလိုက်တယ်မွေးတဲ့အခါကျအဲ့ဒီသားသမီးတက်ကြီးလာငါ့ကိုပြန်ကြည့်ဖို့လို့သူသားသမီးရဲ့လှုပ်ဆောင်ထိုင်စားဖို့လို့ဆိုတဲ့ပုံစံမျိုးနဲ့သားသမီးစီကလက်ဝါးဖြန့်ရမယ်အချိန်ကိုအသက်ကြီးသွားလို့ကိုနေမကောင်းဖြစ်တဲ့အခါကျရင်နေမကောင်းဖြစ်တာပဲဖြစ်ကိုမလုံနိုင်မကိုင်တဲ့အခါကျရင်သားသမီးစီကလက်ဝါးဖြန့်ရမှာလीနော်တို့စီမှာဆိုညိုညင်တဲ့လူတွေများကြတယ်လीနော်အသက်ကြီးတာပဲဖြစ်ဖြစ်မပြုစုပေးခြင်းနဲ့ပေးခြင်းမို့လို့နောက်တာမန်လူတန်းစားပေါ့နော်အရန်ချမ်းသာတယ်မဟုတ်ရှိတဲ့ဟိုမိဘပေါ်မှာတိတက်ပြီးကြည့်ရလူရှိတယ်လို့တကယ်ကိုအဲ့လိုညိုညင်တဲ့လူတွေရှိတယ်ကွာမိဘကလည်းသားသမီးကိုကပဲပေးချင်တာကိုကလည်းဖြန့်ပြီးမတောင်းချင်တဲ့မိဘမျိုးတွေပဲဆိုတော့လေနော်ဂျပန်ကြီးကကြတော့သားသမီးမွေးတယ်ဆိုတာတဲ့သူ့ရဲ့မျိုးဆက်ချန်တာတဲ့အဲ့သားသမီးကဘာမှမမျှော်လင့်ထားဘူးတဲ့သိလားအဲ့လိုပုံစံမျိုးတော့သူတို့ကမွေးတဲ့ဖြစ်တဲ့အတွက်ငငယ်လေးတွေကသူတို့ရှာတယ်သူတို့ကသူစုတယ်သားသမီးကိုလည်းကြောင်းထားတယ်မွေးလာတယ်မွေးတယ်လို့ဆိုရင်ပေါ့နော်အလဲတန်းလောက်ကလေးကသားသမီးတွေကတော်တော်များများကအိမ်ကနေထွက်ပြီးတော့မှသူတို့အဆောင်မှာငားနေပြီးတော့မှအချိန်ပိုင်းလောက်တယ်ပေါ့နော်လောက်တော့သူတို့ငွေတန်ဖိုးနားလေတယ်အဲ့တော့စောရီထွက်လောက်တဲ့အခါကျတော့လောက်ပြီးတော့မှသူတို့ဘဝသူတို့ကြောင်းတယ်ကြောင်းပြီးအောင်နေတယ်မိဘနဲ့တူနေတဲ့လူလည်းမရှိဘူးမဟုတ်ရှိတယ်ဒါပေမဲ့မြန်မာပြည်ကဒီအခုရက်ပိုင်းပေါ့နော်အင်တာဗျူးတချို့တွေတွေ့လို့ပေါ့လင်မယားကိစ္စတွေဖြစ်လို့ယောက်ျားကနေမကောင်းဖြစ်လို့မလို့အဲ့ဒီအိမ်မှာထားပြီးအဲ့ယောက်ျားကိုကြွားခြင်းနဲ့ပြောတဲ့ဗီဒီယိုတစ်ခုကိုတွေ့လိုက်လို့ပေါ့ဒါပေမဲ့အဲ့ဒီအမျိုးသားကတော့သူအရွယ်ကောင်းတဲ့အချိန်တုန်းကသူ့သားမယားပေါ်မှာလင်းဝတ်တရားကြည်ပြင်းရဲ့လားလင်ငေါတန်ကောင်ဖြစ်ခဲ့ရဲ့လားပေါ့နော်ဒုက္ခရောက်မှမိမကြည့်ရအောင်လေနော်အဲ့ဒါပေါ့နောက်တစ်ခုကကြတော့ဒီတက်ကြီးရွယ်အိုတွေကိုမင်းမြန်းတဲ့ခံမှာအဲ့တက်ကြီးရွယ်အိုတွေကလေလက်ရှိဘလို့ဖြတ်တန်းနေရပါတယ်ဘလို့ဖြစ်နေပါတယ်ဆိုတာကြီးကိုပြောတာမဟုတ်ဘဲနဲ့ဥမာကအတော်အန်တီအဖွားဆိုဖွားပေါ့ဦးလေးဆိုဦးလေးပေါ့ဦးလေးငယ်တုန်းကတော့ဘလို့တွေဖြတ်တန်းခဲ့ရတာဘလို့လုတ်ခဲ့ရတာဘလို့မဆူဆောင်းခဲ့လို့ဘလို့တွေအခွင့်အရေးရတဲ့အချိန်မှာဘလို့မဖမ်းဆုပ်လို့ဘလို့တုံးဖြုံးခဲ့လို့ဒီလိုနေခဲ့ရပါတာနေခဲ့ရတယ်လို့နောက်ပြီးတော့တသမီးစီကအရင်မမျော်လင့်တာလဲကောင်းတယ်အဲ့လိုပေါ့နော်အဲ့လိုမျိုးတွေအင်တာဗျူးတဲ့အခါမှာဒါမျိုးလေးထည့်ပြောတဲ့အခါကြလို့ရှိရင်နောင်ဒီအင်တာဗျူးကိုကြည့်တဲ့အခါမှာနောက်တစ်ချိန်လူငယ်တွေမစင်းရဲတော့ဘူးလေနော်လူငယ်တွေမစင်းရဲအောင်လို့အမားမဖြစ်အောင်နောက်လာမဲ့လူငယ်တွေအမားမဖြစ်အောင်လို့ပေါ့နော်အဲ့ဒီအင်တာဗျူးတွေမှာထည့်ဖြည့်ပြီးကောင်းမယ်ပေါ့နော်တကယ်လို့လှန်လေးရဲ့ဗီဒီယိုများတွေ့ခဲ့လို့ရှိရင်ဒီတက်ကြီးရွယ်အိုတွေကိုလှူကျင်တန်းကျင်လို့ဆိုပြီးတော့မှဒီဟာတွေကအင်တာဗျူးတဲ့လူတွေမှာသူတို့မှအလုပ်ကမရှိတော့ဘူးလေနော်ဘာလုပ်ရမှမသိတဲ့ကအဲ့လိုလိုက်ဖြူးနေတဲ့ခါကျရင်ဒါမျိုးလေးတွေဖြည့်စီခြင်းနေသိလားအဲ့တော့မှရှိရလေနော်ငယ်လုံးရွယ်လုံးမှာရှာမဖွေဘူးရှာဖွေတော့လေရှာတဲ့ပတ်စံအောင်တုံဖြုံမဆူဆောင်းတဲ့အခါကျရင်အရွယ်တစ်ခုရောက်လာတဲ့အခါကျမှအခုတော့ဘလို့ဖြတ်တန်းနေရတာဘလို့ခက်ခဲနေတဲ့အကြောင်းတွေကိုပြောတယ်ပေါ့နော်အဲ့လိုမပြောဘဲနဲ့သူငယ်လေးတဲ့အခုချိန်ကြီးဘလို့ဖြတ်တန်းလာတာဘလို့မဆူဆောင်းကြလို့ဘလို့ဖြတ်တန်းအဲ့လိုဖြစ်ခဲ့တာပြန်ပြီးနောက်ကြောင်းပြန်လို့ဖြစ်နေပေါ့အဲ့လိုမျိုးတွေပြောပြတင်တယ်အဲ့လိုမျိုးပြောတဲ့အခါမှာတကယ်လေနောင်လာမဲ့အနာဂတ်ကလေးတွေအလှည့်ကြလို့ရှိရင်မစင်းရဲတော့လူငယ်တွေမစင်းရဲအောင်လို့ပါခုခေတ်ကလေးတွေကလည်းမလွယ်ဘူးလေနော်အဲ့လိုတနာမြန်မာလူမျိုးဆိုတာတနာတယ်ဂိယူနာတက်တယ်ဒီလောက်ပဲပြီးလို့ရှိရင်အဆုံးထိသွားလာဆိုဆုံးထိလည်းမကုန်ညီပေးနိုင်ကြဘူးလေနော်အဲ့လိုမျိုးဆိုတော့အဲ့တော့တကယ်လို့များဒီဗီဒီယိုကြည့်မိခဲ့ရင်လည်းလေးကဒီဂျပန်လူမျိုးတွေတကယ်သဘောကျအဲ့တစ်ခုတစ်ချက်ကလေကိုသာလင်းဝင်သားမွေးလောက်တဲ့အခါခလေးတကယ်လို့ယူခဲ့အဲ့ခလေးကိုလည်းကိုကအဲ့ကလေးကကိုကိုကြည့်တည်ဖြစ်တယ်မကြည့်တည်ဖြစ်တယ်ကိမဆိုင်ဘူးပြီးတော့ကိုနောင်ရေးအတွက်ပဲကိုကြည့်ရမှာခလေးကိုကြည့်ပေးတာကြည့်ပေးအဲ့ကြောင့်လည်းဂျပန်လူမျိုးတွေကလန်လေးတငယ်ချင်းဂျပန်မလေးဆိုသူ့အမေအိမ်ရတာမောင်းချတယ်နေအိမ်ကဘယ်တော့ထွက်မှာလဲဆိုတာဒါမျိုးမောင်းချတာအရွယ်တို့နိုင်ငံဆိုသမီးလေးစိတ်မချလို့သားလေးစိတ်မချလို့ဆိုတာ ਨੇ ပေါ့နော်ဒါပေမဲ့အခုခေတ်အခြေအနေကတော့စိုးရင်ရလေနော်အခုချိန်ကတော့စိုးရင်ရတဲ့အခြေအနေမို့လို့အဲ့တော့အင်တာဗျူးတွေမှာသူတို့ဘလို့ခက်ခဲဖြတ်သန်းတဲ့အကြောင်းတွေရောပြီးတော့ဘလို့တုံးဖြုံးခဲ့လို့ဘလို့မဆူဆောင်းခဲ့လို့ဘလို့မလုပ်ခဲ့လို့ဆိုတဲ့အကြောင်းအရာတွေပါလေထည့်ပြီးပြောပြပြင်သိကောင်းမယ်အဲ့ဆိုလို့ရှိရင်နောင်လာမယ့်အနာဂတ်လူငယ်တွေကမစင်းရဲတော့ဘူးအမှားလည်းမဖြစ်တော့အမှားလည်းလမ်းမလည်းမရောက်တော့ဘူးလေနော်